ဒုက္ခလှလှလေးရောက်နေပါကျွန်တော်ဘာသာကြီးဒုက္ခလာပြီးတော့ဟုတ်တူပြီးတော့ကျွန်တော်သွားကြည့်လို့ရတယ်နော်ကျွန်တော်အိမ်လာဖြတ်စည်းသွားပါတယ်ဆိုတော့ကျွန်တော်အမှတမ်မလီမှနေဖဲ့ထားငါစိတ်ရှိလေးစောက်ထားတဲ့အိမ်ကွာမင်းတို့လာဖြတ်စည်းရဆိုကွာမင်းတို့ဒီဝေါ်နောက်ခါမင်းတို့ပေးမစော့တော့ဘူးမင်းတို့ငါဒီဝေါ်ဘယ်တော့မှပေးမစော့တော့ဘူးကွာအမစောက်ချင်တော့ဘူးကိုယ့်ကိုစိတ်ရှိလေးကိုလှုပ်ထားတာပါဆိုမှဆိုတော့အခုတော့ကျွန်တော်အိမ်ပြန်ပြေးဖို့ကလည်းမဖြစ်နိုင်သေးပါဘူး။ဟောနေကျွန်တော်အိမ်ရတွေကိုမပါဘူးနော်။အိမ်ပြန်ပြေးဖို့ကလည်းမဖြစ်နိုင်သေးဘူး။ပြီးအောက်ဆင်းနေလည်းအောက်မှာဇွန်မီလူစကယ်ရီနဲ့မော်ရီရှိရယ်။တိုက်လူရှော့ရလိမ့်မယ်။ဆိုတော့ဒီကောင်လေးလုံးမှွေတာကိုကျွန်တော်ပြန်ပြင်ရတော့မယ်နော်။တို့ကအောက်ကနေပါ။ဟောငါစိတ်ရှိလှုပ်ထားတာပါဆိုမှမင်းတို့ကောင်နေမှတ်ကောင်ဆိုတော့ဟွာကြော်ကြီးဘက်ရှိတာမျိုးတော့ဘာလို့မြင်ကြည့်ကြော်ကြီးရေသွားလောင်းတော့အဲ့ရတစ်ခုရှိတယ်ထင်တယ်ဟောအဲ့တိတ်မီးရဟာနေပြအတန်းမင်းတော့ပါဆိုတော့ let's go နောက်ဆုံးတော့အိတ်ဆရာမလို့တော့မလင်းသွားပြီဆိုတော့ဇလန်ဘလူးစတယ်ဆိုတော့ဒီမှာဒီကောင်လေးလောက်တယ်ကြည့်ပါပါဆိုတော့ပထမအကျော်ကြီးလောက်တယ်ပဲထင်တယ်တော့တကယ်တော့ကြော်ကြီးကကျွန်တော်အိမ်တို့ကိုတည်းခဏဖြတ်စည်းနေတယ်သူဗျာကျွန်တော်ဘာသာဖြတ်ချင်တာလည်းတီးတယ်ဗျာဒါပေမဲ့သူ့ကျွန်တော်မဖြတ်ဘူးလို့ပဲယုံကြည်ထားတယ်ဗျာအဲ့လောက်ကြီးကကြော်ကြီးကကျွန်တော်အိမ်ဖြတ်ချင်တယ်တော့ပါတယ်ဗျာအမြဲတမ်းအိမ်လိုက်ဖြတ်စည်းနေဗျာအခုတော့မှသူဆောက်တာဒါပေမဲ့ထားပါတာအိမ်မှာရှိတယ်ရှိဟောဒါသူ့အိမ်တော့သူ့ရင်ကျွန်တော်မောင်းထုတ်လိုက်တယ်ပေါ့သူကကိုယ့်ကိုအိမ်ဆောက်နေဆိုပြီးတော့တက်ပြမလာဆောက်နေတာပေါ့တော့ဘာကောင်လဲတော့မသိတော့ဘူးဒီကောင်လေးမွေးတာကျွန်တော်ပြန်လောက်ကြတော့မယ်တော့အချိန်ပေးထားပါဆိုပေါ့ဘာကောင်လဲမဟုတ်ဘူးပထမဆုံးလို့တော့ကျွန်တော်ကြက်တွေကို channel ရင်ပြန်ထည့်တယ်စီတိုးနာပြီးတော့ကျွန်တော်စိတ်ရည်ကိုပြန်ခေါ်ပြီးထည့်တယ်လာလာဆင်းတော့တက်ပြေးမလားလာဆင်းမလားလေးလားရတယ်အေးဒီမှာတော့ရေပြန်ခတ်ထုတ်တယ်ပြီးတော့ကျွန်တော်အပေါက်လေးလည်းပြန်ဖားပါတယ်ချက်တွေဖြိုတော့မှာဗျာဖြောက်သွားလာမယ်ပစ္စည်းတွေလုံးဝပြန်ပြီးတော့ပေါ်တော့မှာတော့ရှိသေးတယ်လားမသိဟောတော်လေးရှိသေးတယ်โอเคကျော်ကြီးကသူ့အိမ်သူဆောက်ပေမဲ့လေကျွန်တော်အိမ်ရပစ္စည်းလာဖဲ့သွားပြီနော်ဖဲ့ဒါအတုံးလာဖဲ့ပြီးယူရပေါ့နော်ကျွန်တော်ကိုယ့်ကိုလှုပ်ထားတာကြီးအဲ့တပင်အင်းကြီးဘောတော့ကြာပါရဲ့အမေဘာလို့လေပေါ်ကြီးမှလာထောက်ထားရတော့မသိဘူးစတုံးနေရုံကစိတ်ကြီးပါလေအဲ့လိုက်ပါမယ်မချုပ်လာဘူးအမေဘာလာစိတ်မစိုးနဲ့မပြောနဲ့စိတ်မစိုးနဲ့ပြောတယ်ငါတော်ကြောင်သွားတယ်ကြောင်သွားတယ်ငါကဲမင်းတို့ကောင်းနေဒီဝေါ်မင်းတို့ဘယ်တော့မှပေးမစော့ဘူးငါကြော်ကြီးရောက်လေလို့ပေးမစော့ဘူးဘယ်သူမှ
ဒါကကျွန်တော်တက်ပြုတ်ပြင်ပြီးပါပြီဒါမဲ့ဒါလောက်လက်စတွေရောကြံသေးပါလားဒါမလုပ်တော့ပါဘူးတော့တောင်းကြမှာလောက်မယ်ဟုတ်လို့ကျွန်တော်ချက်အောင်မယ်နော်ကျွန်တော်ကျောင်းပေါ်မှာနေရဆိုတော့မြေတော်တော်ချက်လိုက်ရပါတယ်ဒီအိမ်ဆောက်ဖို့လာဖြတ်စည်းသွားဆိုတော့လေငါလည်းမပြောတော့ဘူးအဲ့ဒီဗီဒီယိုကြည့်နေလေငါဝေါ်ဘေးဘယ်တော့မှလာမစော့နဲ့ရအဲ့ဒါကမဆက်ပါကျွန်တော် micro video ကျွန်တော်ဒီလို episode လေးနဲ့တင်ကျင်ပါတော့ဒါမဲ့ပထမဦးပြီးတော့မှနေ micro video မှာနေတော့ copyright တန်းပြီးတော့နည်းနည်းချုပ်သွားပြီပေါ့နော်ဘယ်လိုဒီလုံးတင်ရမှမသိတော့ပါဘူးအားနဲ့တော့လေ brother ဖက်တဲ့အိမ်ပဲပြင်လိုက်ရပါတယ်တော့အဲ့ရမရှိတော့ဘူးတော့ဆိုတော့ကြော်ကြီးတော့ကျွန်တော်မယုံပါဘူးကြော်ကြီးကအမြဲတမ်းဖြစ်လာလေးဖြတ်စီးနေအောင်တပ်ပင်လည်းခုတ်ကောက်ဦးမယ်လုံးစရာကြီးအများကြီးဒီဗီဒီယိုဒီလောက်ပါပဲကျွန်တော်ပြုတ်ပြင်လောက်ပဲပြင်လိုက်ပါတယ်နောက်တစ်ခါကြာရင်လည်းချက်အောင်ပေါ့လုံးစရာကြီးကြံသေးပါပဲOh my god